ဂျပန်စာမှာကအလုံးသိတဲ့အတိုင်းဘီကအမြင်ပါကွာဘာသာစကားတစ်ခုလေ့လာမယ်ဆိုလို့ရှိရင်ဘီကတင်ရမယ်ပေါ့နော်ဘီတင်မယ်ဆိုလို့ရှိရင်ဂျပန်စာမှာဘာလိုမျိုးရှိလဲဆိုရင်ပထမဦးဆုံးအင်္ဂလိပ်စကားလုံးဖြစ်တဲ့ရိုမာကြီးပေါ့နော်ဂျပန်လိုဆိုလို့ရှိရင်ရိုမာကြီးဆိုရက်ဒီအင်္ဂလိပ်စလုံးနဲ့ရေးထားတဲ့ဂျပန်စာရေးရှိရပါတော့အဲ့ဒါကိုအရင်ဆုံးသင်ရမယ်ပေါ့နော်အရင်ဆုံးအဲ့ဒါသင်ဖို့ဆိုလို့ရှိရင်ဒီမှာရိုမာကြီးကိုအရင်သင်ပါမယ်ရိုမာကြီးဖတ်တတ်တော့မှဂျပန်စာအတန်ထွက်ကိုဖတ်တတ်မှာပေါ့နော်ရိုမာကြီးမှာဂျပန်စာမှာအားလုံးဘယ်နှလုံးရှိလဲဆိုတော့ဂျပန်စာမှာဘီ46လုံးရှိရပါတော့ဂျပန်စာမှာဘီ46လုံးရှိရ46လုံးပေါ့နော်ဘီပဲ46လုံးရှိရအဲ့46လုံးမှာရိုမာကြီးဘယ်လိုဖတ်လဲဆိုတာသင်ပေးမယ်ပေါ့နော်ပထမအဆုံးဒီဂျပန်စာမှာဒီ line 9 line ရှိရပေါ့နော် line 9 line ရှိ line 9 line မှာဒီline ရင်ဒါကိုကျတော့ e လို့ပြောရပါတော့အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ a ပါပဲဒါပေမဲ့ဂျပန်လိုဆိုလို့ရှိရင်တော့လို့သုံးတယ်ပေါ့နော် a လို့မသုံးဘူးပေါ့နော်အဲ့တော့ပါline ဒါတ line ပေါ့နော်ပြီးလို့ရှိရင် e line ရှိတယ်ဒါ i ပေါ့နော်ဂျပန်အင်္ဂလိပ်လိုဆိုလို့ရှိရင်ဒါ i ဒါပေမဲ့ဂျပန်မှာဆိုလို့ရှိရင်တော့ e လို့ပြောပါတယ်ဒါဒါ e ဒါတော့ u ပေါ့နော်ဂျပန်လိုဆိုလို့ရှိရင်တော့ u လို့ဖတ်ပြီးတော့အင်္ဂလိပ်လိုဆိုလို့ရှိရင် u လို့ဖတ်တယ်ပေါ့နော်ဒါဒါ e ဒါ u ဒါကြတော့အင်္ဂလိပ်စလုံး e ပါဒါမှဂျပန်လိုဆိုလို့ရှိရင်တော့ a လို့အတန်ထွက်ပါတယ်အဲ့တော့ e u a ဆိုပြီးတော့ဖြစ်သွားပါမယ်e u a ဆိုပြီးတော့ဖြစ်သွားမယ်ပေါ့နော်နောက်ဆုံးစကားလုံးကကြတော့ o ပါ o ပေါ့နော်အဲ့တော့ဒီ9လုံးတည်သွားပြီပေါ့နော်9လုံးကe u a o ဆိုပြီးတော့ဒီ9လုံးအရင်ဆုံးသင်ပေးမယ်ပေါ့နော်ဒီမှာစမ်းစစ်ပြပြပေးမယ်နော်ပြီးွားရင်ဒီလိုင်းရဲ့ဒီအောက်က k နဲ့ကြီးပဲစောက်ရမယ်ခလိုင်းရှိပါတယ်ခလိုင်းကိုသင်ပေးမယ်ပေါ့နော်ခလိုင်းပေါ့နော်ခလိုင်းမှာဒီဥစ္စာတွေကိုပဲယူဆွဲယူပြီးတော့ k လေးလိုက်ပေါင်းလိုက်မှာပေါ့နော်အဲ့ဒါဒီဥစ္စာတွေဆွဲယူပြီးတော့ k လေးလိုက်ပေါင်းလိုက်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါကိုတော့တိကျကြည့်ပေးပါအဲ့ဒါကြောင့်ဒီမှာပေါ့နော်ဒီမှာမလားဒီမှာခဘာလို့လဲဆိုတော့ k ပေါင်းလိုက်တာပါအဲ့တော့ဒီဥစ္စာတွေမသိခင်မှာအရင်ဆုံးသင်ပေးပါမယ်အရင်ဆုံးပါသင်လဲဆိုလို့ရှိရင်ကစတနဟမယရဝဆိုပြီးတော့ရှိရပါတော့ဆိုပြီးရှိပါတယ်ကဲဆိုဒီမှာဒါကတော့လိုင်းဖြစ်တယ်အဲ့တော့ဒါကတစ်ကြောင်းနှစ်ကြောင်းသုံးကြောင်းလေးကြောင်းငါးကြောင်း6ကြောင်း9ကြောင်း10ကြောင်း9ကြောင်း10ကြောင်း17ကြောင်းအားလုံးပေါင်းဒီ17ကြောင်းပေါ့နော်ဒီ17ကြောင်းကိုရှင်းပြပေးမယ်ဒီမှာလိုင်းအဲ့တော့ဒီမှာ e လိုင်းဆိုရင်ဒီ k လိုင်းရောက်သွားပြီဆိုလို့ရှိရင်ဒါဘာဖြစ်သွားမလဲ key ဖြစ်သွားမယ်ဒါဆိုရင် u လိုင်းအဲ့တော့ k လိုင်းမှာဆိုလို့ရှိရင်ဘယ်လိုရေးမလဲခုဖြစ်သွားမယ်ဒါဆိုရင် a လိုင်း k လိုင်းမှာဆိုရင် k ဖြစ်သွားမယ်ဒါဆိုရင် o လိုင်း k လိုင်းမှာဆိုရင်ခုဖြစ်သွားမယ်အဲ့တော့ e u a o ခခိခုခဲခုကဲဆိုအဲ့ဒီမှာစလိုင်းဒီစလိုင်းရောက်ပြီစလိုင်းဆိုလို့ရှိရင်စဒီမှာသွားပြီးတော့လိုသွားမယ်ပေါ့နော်ဒါပါလေဒီမှာက စီလို့အတန်မထွက်ပဲနဲ့ရှိလို့အတန်ထွက်ပါမယ် s h i ရှိဖြစ်သွားပါမယ်စီမဟုတ်နော်ရှိပါအဲ့တော့
a e u e o ခခိခုခဲကိုပြီးရင်ဒီမှာစစီမဟုတ်ပဲရှိဖြစ်သွားမှာမယ်ဒါပေမဲ့ဒီမှာကြတော့စုပြီးရင်ဒီမှာဆဲဒီမှာစုအဲ့တော့ a e u e o ခခိခုခဲကိုစရှိစုဆဲစုပေါ့နော်ဒါကတော့ချွင်းချက်အနေနဲ့ပေါ့နော်ချွင်းချက်အနေနဲ့ရှိဖြစ်သွားတာပါစီမဟုတ်ပါဘူးလုံးဝစီလို့မရပါဘူးဒါရှိပေါ့နော်ကဲဆိုတော့နောက်ထပ်တစ်လိုက်ပါတလိုင်းပေါ့နော်တလိုင်းပြီးသွားရင်ဒီမှာတဆိုရင်တိမဟုတ်ပါဘူးတိလို့လုံးဝပြောလို့မရဂျပန်စာမှာတိဆိုတဲ့စကားလုံးမရှိဘူးပေါ့နော်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုရင်ချိဖြစ်သွားမယ်ပေါ့နော် C နဲ့ဖြစ်ပြီးတော့ CHI ချိအဲ့တော့တချိဒီမှာတခြားမှတ်ပေးပါဒီတချိတူမဟုတ်ပဲနဲ့စွသူ့ရဲ့အတန်ထက်ကစုလည်းမဟုတ်ဘူးစွဆိုရဲဖနက်စွလိုက်တဲ့အတန်ပေါ့နော်စွဆိုရဲအတန်ပေါ့နော်ဖနက်စွတယ်လို့ပြောတယ်လို့မျိုးပဲသူ့ရဲ့အတန်ကစွလို့ထပ်ပါတယ်စုမဟုတ်ပဲနဲ့ဒီစုမဟုတ်ဘူးပေါ့နော်ဒါကစွအဲ့တော့ TSU စွအဲ့လိုထပ်ပါတယ်အဲ့တော့တလိုင်းရတယ်နဲ့ချွင်းချက်နှလုံးပါပါတယ်တလိုင်းမှာတစ်လုံးကချိဖြစ်ပြီးရောနောက်ထပ်တစ်လုံးကစွဖြစ်ပါတယ်စွရှာပြားလေးနဲ့ပြောရတဲ့အတန်ပေါ့နော်စွပါပြီးရင်တချိစွတဲ့ဒါတော့မှန်သွားပါတယ်တဲ့တို့โอเคအဲ့တော့တချိစွတဲ့တို့ပါအဲ့တော့ဒီမှာ၄လိုင်းပြီးသွားပြီပေါ့နောက်ထပ်တစ်လိုင်းနှလိုင်းသင်ပြပါမယ်နှလိုင်းကကြတော့အနီနာနော်နာနိနုsorry နုနော်နုနဲနုပါနော်နာနိနုနဲနုပါဒီလုံးဝမှန်ပါတယ်အဲ့လိုမျိုးပဲဒီဟဆိုရင်ဟဟိဒီမှာလာပြီပေါ့နော်အဲ့မှာဟဟိမှာဒီလိုဟုလုံးဝမဟုတ်ပါဘူးဟာဟီဟုမဟုတ်ပဲဟာဟီဖူဖြစ်သွားမယ်ပေါ့နော် fu ဖူဟာဟီဖူအဲ့လိုဖြစ်ပြီးဒါလည်းချွင်းချက်စကလုံးပဲဖြစ်တယ်အဲချွင်းချက်စကလုံးမှာဒါလုံးဝဖူပါကဲချွင်းချက်ဆိုတော့ဒီမှာဖူဟဲဟိုအဲ့လိုဖြစ်သွားမယ်ပေါ့နော်ကဲဆိုတော့ချွင်းချက်စကလုံးအားလုံးပေါင်း၄လုံးရှိပြီပေါ့နော်ပြီးရင်မလိုင်းမမိမူမဲမိုโอเคအဲ့တော့မလိုင်းကတော့ဘာမှချွင်းချက်မပါပါဘူးမပြီးသွားရင်ရပါတော့ရလိုင်းမှာဒီ၅လုံးမဟုတ်ပဲねရလိုင်းမှာ၃လုံးပဲဖြစ်သွားပါမယ်ဒီမှာစင်စင်ရေးပြီးထားတာဒီမှာပေါ့နော်ရလို့ရေးပြီးထားတယ်တစ်လုံးပြီးရင်ရကြီးမရှိဘူးဒီမှာလုံးဝဘာစကလုံးမှမရှိပဲねဒီဥလိုင်းကိုသွားမယ်ပေါ့နော်ဥလိုင်းမှာယူပါရယူဒီမှာရဲမရှိပဲနဲ့ဒီမှာစကလုံးမရှိပဲနဲ့မို့လိုင်းအောင်သွားပါမယ်ယူကဲဆိုဒီမှာရလိုင်းမှာတော့စကလုံး၃လုံးပဲရှိပါမယ်အီလိုင်းနဲ့အဲလိုင်းမှာရဆိုရဲအတန်မရှိပါဘူးကဲဆိုနောက်ထပ်တစ်လိုင်းပေါ့နော်ရလိုင်းရကိုအခုအတန်ထွက်ကသူကကြရလို့လည်းဖတ်လို့ရတယ်ဒါပေမဲ့လာလို့လည်းပြောကြရပါတော့တချို့ကြလာလို့လည်းဖတ်ကြရတယ်ဒါမှရလို့ပဲဖတ်ပါအခုကစတင်အောင်ဆိုတော့ရလို့ပဲဖတ်လို့ရပါတယ်အဲ့တော့ရအီလိုင်းဆိုတော့ re ဥလိုင်းဆိုတော့sorry ဥလိုင်းဆိုတော့ root အဲလိုင်းဆိုတော့ re အိုလိုင်းဆိုတော့ root ပေါ့နော်ကဲဆိုတော့ re ru re ru ဟုတ်ပြီဝမှာကြတော့ဒီရလိုင်းမှာ၃လိုင်းပဲရှိရယ်ဒီဝလိုင်းမှာ2လုံးပဲရှိပါတယ်ဝဒီနောက်ဆုံးသွားလိုက်ဒီ2လုံးပဲရှိဒီအောက်ကဥစ္စာကြီးလုံးဝမရှိဘူးပေါ့နော်ဒီ3လုံးကလုံးဝမရှိဘူးအဲ့တော့ဝဆိုတာလေးပါပါမယ်ဒီမှာပေါ့နော်ကတော့ဒီတစ်လုံးပဲရှိပါနောက်ဆုံးတစ်လုံးပါကဲကတော့အန်လို့ပြောပါတယ်အန်ပေါ့နော်ကဲဆိုတော့ဒါကတော့ရိုမာကြီးပဲဖြစ်ပါတယ်ရိုမာကြီးကိုရေးပြပြီးတော့ပုံလေးထည့်ပေးပါမယ်အဲ့တော့ဟီရာဂနာပေါ့နော်ဟီရာဂနာကိုသင်ပေးပါမယ်ဟီရာဂနာကဒါအမှာဆိုလို့ရှိရင်ဆွဲချက်3ချက်ရှိရပေါ့နော်
ထမအုပ်ဆုံးအကိုဘယ်လိုဆွဲမလဲဆိုရင်တစ်ချက်နှစ်ချက်သုံးချက်ဒါအပေါ့နော်ဒီမှာရေးထားရကွာဒါတစ်ချက်နှစ်ချက်သုံးချက်ဆိုဒီပုံလေးဖြစ်သွားပြီပေါ့နော်ဒီပုံစံလေးဖြစ်သွားပြီဒါသုံးချက်အဲ့တော့အဲ့သုံးချက်ဖြစ်အောင်လို့တစ်ချက်ချင်းဒီဘယ်လိုဆွဲမလဲပေါ့နော်ဂျပန်စာကဆွဲချက်မှန်မှစလုံးတစ်လုံးကတကယ်ရုပ်ထွက်လာပါပေါ့နော်အဲ့တော့ဒါတစ်ချက်နှစ်ချက်သုံးချက်ဒါခုနတင်မိလိုက်တယ်ဒီကအစလုံးဖြစ်တယ်ပေါ့နော်ဒီကပေါ့နော်တစ်ချက်နှစ်ချက်သုံးချက်ဆိုပြီးတော့ဒီဆိုတဲ့စကားလုံးလေးထွက်လာရပေါ့နော်အဲ့ဒါကိုပြန်ဆွဲမယ်တစ်ချက်နှစ်ချက်သုံးချက်နော်ဒီဥစ္စာလေးဆွဲရလွယ်ပေါ့နော်တစ်ချက်ပြီးရင်ဒီဥစ္စာလေးကိုလေးဆွဲသွားလို့ရှိရင်ဒီမှာရှစ်ပုံစံလေးကိုမှစောင်းလေးဆွဲလိုက်ဒါဆိုရင်ဖြစ်သွားပြီနော်ဒါကတော့ပေါ့နော်ဂျပန်စာစကားလုံးဂျပန်စာစကားလုံးပေါ့နော်ခုနကအင်္ဂလိပ်စာပုံစံမျိုးဆိုလို့ရှိရင်ဒါရိုမာကြီးပေါ့နော်ရိုမာကြီးကိုဒီလိုမျိုးရေးပြီးတော့ဒီဥစ္စာဒီဂျပန်စာစကားလုံးအစစ်ဆိုလို့ရှိရင်ဟီရာဂနာလို့ခေါ်တယ်ဒါကအင်္ဂလိပ်စလုံးပေါ့နော်အင်္ဂလိပ်စလုံးကိုအတန်ထွက်ပေါ့နော်အင်္ဂလိပ်စလုံးအတန်ထွက်ကိုရိုမာကြီးလို့ခေါ်ပြီးတော့ဂျပန်စာစကားလုံးအစစ်ရှိတယ်ဂျပန်စာစကားလုံးပေါ့နော်အစစ်ရှိရယ်အဲ့ဟာပါလဲဆိုလို့ရှိရင်ဟီရာဂနာပေါ့နော်ဟီရာဂနာလို့ခေါ်တယ်အခုဒီမှာသင်မင်းနေရဟီရာဂနာလို့ခေါ်တယ်ပေါ့နော်အဲ့ဒါကိုဒီစလုံးတွေကိုဟီရာဂနာလို့ခေါ်ပြီးတော့ဒီစလုံးတွေကိုရိုမာကြီးလို့ခေါ်ပါတယ်ဒါတော့ပထမဆုံးတစ်လုံးပဲဖြစ်တယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်လုံးကအင်္ဂလိပ်လိုဖတ်မယ်ဆိုပေါ့နော်ဒါမှအိုင်လို့မဖတ်ပဲနဲ့ဂျပန်လိုမျိုးလို့ဖတ်တယ်ပေါ့နော်လို့ဖတ်ပါတယ်အဲ့တော့ကိုဘယ်လိုဆွဲမလဲဆိုတော့တစ်ချက်ဒီမှာအဆန်လေးထွက်သေးရနော်ဒီမှာဘေးနားမှာဒီလိုမျိုးဟာလေးထွက်သေးရပေါ့နော်တစ်ချက်အပေါ်ကနေဆွဲချမယ်အောက်ကိုနှစ်ချက်အတူလေးပဲဆွဲချပါမယ်အရှိမဆွဲချဘူးပေါ့နော်အဲ့တော့တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်အဲ့လိုလေးဆွဲပါတယ်ဒါကဟီရာဂနာဖြစ်ပြီးတော့ဒါကရိုမာကြီးဖြစ်ပါတယ်ကဲဆိုတော့ဂျပန်စာစကားလုံးဟီရာဂနာကိုနှလုံးသင်ပြီးွားဖြစ်ပါတယ်အဲ့တော့သုံးလုံးသင်မယ်ပေါ့နော်သုံးလုံးမှာဒီ line အခုသင်ပြီးွားတာ line ပေါ့နော်ဒီ ဖြစ်တယ်ကဒီလိုလေးရေးပါတယ်ကဒီလိုလေးရေးပါတယ်ကဲဆိုနောက်ထပ်တစ်လုံးဖြစ်တဲ့ကိုသင်မိမယ်ပေါ့နော်ဂျပန်စာစကားလုံးဆိုလို့ရှိရင်ဂျပန်စာအတန်ထွက်ဆိုလို့ခေါ်ပြီးတော့အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင်တော့ယူလို့ပြောတယ်ဒါပေမဲ့အင်္ဂလိပ်လိုလုံးဝပြောလို့မရဘူးဂျပန်စာမှာဂျပန်အတန်ထွက်ဆိုလို့ရှိရင်ပဲပြောလို့ရတယ်ပေါ့နော်ဒါစကားလုံးဖြစ်တယ်ပဲအတန်ထွက်ကပဲကဲဆိုကိုရေးပြမယ်ပေါ့နော်ကတော့ဆွဲချက်နှစ်ချက်ရှိပါတယ်ကဆွဲချက်နှစ်ချက်ရှိရဆိုအပေါ်မှာဒီလိုလေးတစ်ချောင်းတင်လိုက်တစ်ချက်နှစ်ချက်ဒီခေါင်းငယ်ဦးမှာဒီတစ်ကိုမှကွာတစ်မကြတဲ့ပုံစံမျိုးလေးပေါ့နော်တစ်ချက်နှစ်ချက်ဒါလို့ခေါ်တယ်ပြန်ဆွဲကြည့်မယ်နော်တစ်ချက်နှစ်ချက်ဒါပါတစ်ချက်နှစ်ချက်ပေါ့နော်ဂျပန်စာမှာဒါကဟီရာဂနာဖြစ်ပြီးတော့ဒါကရိုမာကြီးဖြစ်ပါတယ်အခုသင်မိလိုက်တဲ့ဥစ္စာကဒီသုံးလုံးမြောက်လေးဖြစ်ပါတယ်သုံးလုံးမြောက်ပါအဲ့တော့ပြီးသွားရင်ဆိုရဲဒါပေမဲ့အင်္ဂလိပ်လိုပြောမိမယ်ဆိုပေမဲ့ဂျပန်လိုဆိုရင်လို့ထပ်ပါတယ်ဒီစကားလုံးလေးဘယ်လိုရေးရမလဲဆိုတော့သင်ပေးမယ်ပေါ့နော်လေးလုံးမြောက်ပါတစ်ချက်နှစ်ချက်တန်းဆွဲချလိုက်ပါဒါကတော့ဆွဲရနည်းနည်းလေးအခုမှဆောက်ဆွဲမယ်ဆိုရင်နည်းနည်းကောင်းစားပါတယ်ဒါပေမဲ့အခုတိကျပြန်ဆွဲရအောင်ကြည့်ပြပါတစ်ချက်ဇက်ပုံစံလေးဆွဲတတ်မယ်ထင်ပါတယ်ဇက်ကိုမှဒီလောက်ထိဆွဲပြီးတော့ဒီအပေါ်ပြန်တက်ပြီးတော့ဒီဘက်နာအောင်ဒီလိုချပြီးတော့နာနည်းနည်းလေးကွေးလိုက်ပါဒါဆိုရင်ဒါကပေါ့နော်စကလုံးဖြစ်ပါတယ်ဆွဲချက်ကတော့နှစ်ချက်ပါပဲဒီမှာဆွဲချက်တွေအများကြီးလို့ထင်ရပါမယ်ဒါကတော့တကယ်တော့တစ်ဆက်တည်းဆွဲရတဲ့ဟာဖြစ်လို့ဆွဲချက်ကတော့နှစ်ချက်ပါပဲဒါဖြစ်ပါတယ်တစ်ချက်နှစ်ချက်လုံးဝလက်မလွတ်တော့အောင်နော်တစ်ချက်နှစ်ချက်အဲ့ဒါပါ
ကဲဆိုဒါကဟီယာဂနာစကားလုံးဖြစ်ပြီးတော့ဒါကရိုမာကြီးဖြစ်ပါတယ်အခုသင်မိလိုက်တဲ့ဥစ္စာလေးကဒီလေးလုံးမြောက်ကအဲဖြစ်ပါတယ်ကဲနောက်ဆုံးတစ်လုံးသင်မိပါမယ်ဒီမှာစားမှာဒီ9လိုင်းပဲရှိတယ်ဒီ9လိုင်းကိုမှဒီအောက်ကအလိုင်းလေးတွေထပ်ပြီးတော့ပေါ်လာမှာဖြစ်တယ်ဒါပေမဲ့အခုဒီ9လိုင်းရဲ့နောက်ဆုံး line တစ်လုံးကိုသင်မိပါမယ်အဲ့ဒါကတော့ O လို့ခေါ်ပါတယ် O ကဒီမှာပါတစ်ချက်ကြည့်ပြပါ O ကဆွဲချက်3ချက်ရှိပါတယ် O ဆွဲချက်က3ချက်ရှိရနော်အဲ့တော့ပထမဆုံးအနေနဲ့တစ်ချက်ရင်ဆွဲမယ်တစ်ချက်လက်ကြည့်ပါတန်တန်လေးဆွဲချပြီးတော့ဘေးနားကို꿰ပြီးတော့2ချက်3ချက်โอเคဒါနည်းနည်းကြည့်ပါပါ sorry ပါတစ်ချက်2ချက်3ချက်โอเคတစ်ချက်ဆွဲချပြီးတော့ဒီဘက်ကို꿰ပြီးတော့အလုံးလေး8ပုံစံလေးဆွဲပြီးတော့2ချက်3ချက်တစ်ချက်2ချက်3ချက်အဲ့ဒါ O ဖြစ်ပါတယ်ဒါကဟီယာဂနာဖြစ်ပြီးတော့ဒါကရိုမာကြီးဖြစ်ပါတယ်ကဲဆိုဒီ9လုံးမြောက်က O လေးကိုအခုသင်မိလိုက်တာပေါ့နော်ကဲဒီ9လုံးမြောက်က O လေးပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့တော့အခုခလိုင်းသင်ပါမယ်ခလိုင်းသင်မိမှာနော်ခဒါခဖြစ်ပါတယ်ခဆိုတော့ခမှာဆွဲချက်ဘယ်နှချက်ရှိလဲခမှာကဆွဲချက်ဘယ်နှချက်ရှိလဲဆိုတာပြပြမယ်ပေါ့နော်ကဲပထမဆုံးဆွဲချက်ကတော့ခမှာ3ချက်ရှိပါတယ်ခမှာဆွဲချက်3ချက်ရှိအဲ့ဆွဲချက်3ချက်ကိုဘယ်လိုဆွဲရလဲဆိုတော့သင်ပြပါမယ်တစ်ချက်ဒီလိုမျိုးဟာလေးတစ်ချက်ပြီးရင်ဒီဥစ္စာဖြတ်ချလိုက်ပါ2ချက်ပြီးရင်ဒီမှာအတန်လေးတိတ်တိတ်လေးထည့်ပေးပါ3ချက်ဒါခဖြစ်ပါတယ်ဒါကတော့ခနောက်တစ်ခါထပ်ပြီးတော့ရေးပြပေးမယ်နော်တစ်ချက်2ချက်3ချက်တစ်ချက်2ချက်3ချက်တစ်ချက်2ချက်3ချက်ဒါခပါဒါဟီယာဂနာဖြစ်ပြီးတော့ဒါကရိုမာကြီးဖြစ်ပါတယ်ကဲဆိုဒီခတစ်လုံးပြီးတော့ပါပြီအခုဆန်းစစ်တင်မိလိုက်တဲ့ဥစ္စာလေးကတော့ဒီခပါဒီခအလုံးပါကဲဆိုနောက်တစ်ခုကတော့ခီပါဒီနေ့က10လုံးပဲတင်မိမှာပါပေါ့နော်ခီလိုင်းဆိုရင်ဒီမှာစောင်းစောင်းလေးလုံးဝဒီလိုတဲ့လုံးဝဆွဲတာမဟုတ်ဘူးเนาะဒီလိုစောင်းစောင်းလေးတစ်ချက်ဒီကနေဆွဲအောက်ကနေဆွဲတစ်ချက်ပြီးရင်2ချက်ပြီးရင်အဲဥစ္စာဖြတ်ချလိုက်စောင်းစောင်းလေးပဲ3ချက်ပြီးရင်ဒီမှာ4ချက်အဲ့ဒါခီပါဆွဲချက်ကတော့4ချက်ရှိပါတယ်ခီမှာတော့ကဲဆိုပြန်ဆွဲပါမယ်တစ်ချက်2ချက်3ချက်4ချက်ဒါခီပါတစ်ချက်2ချက်3ချက်4ချက်အဲ့ဒါခီပါကဲဒါကတော့ဟီရာဂနာဖြစ်ပြီးတော့ဒါကတော့ရိုမာကြီးဖြစ်ပါတယ်ကဲခုကတော့အရန်လွယ်ပါတယ်သူကတစ်ချက်ပဲရှိပါတယ်တစ်ချက်ဆိုဘယ်လိုဆွဲရလဲဆိုဒီလိုပါဒီကွင်းစကွင်းပိတ်လေးဆွဲတတ်ပါတယ်เนาะကွင်းစကွင်းပိတ်မှာဒီလိုကွင်းစကွင်းပိတ်လေးရှိရလေဒါပေမဲ့ဒီဘက်ကဟာမဟုတ်ပဲဒီဘက်ကဟာဖြစ်သွားပါမယ်အဲ့တော့ခုကိုတစ်ချက်ဘာလို့လဲတစ်ချက်ဒီလိုကြီးတော့ဆွဲလို့မရအောင်เนาะဒီလိုလဲတော့ဆွဲလို့မရအောင်လုံးဝအဲ့ဒါတွေကအမှားတွေပဲဒီလိုပဲတစ်ချက်ဒါခုပါအဲ့ဒါဟီယာဂနာဖြစ်ပြီးတော့ဒါကရိုမာကြီးဖြစ်ပါတယ်ကဲအခုတင်မိလိုက်တာကဒီခုဖြစ်ပါတယ်ခုနခီတင်မိလိုက်တယ်เนาะအခုခဲတင်မိပါမယ်ခဲတင်မိမှာပေါ့เนาะခဲကတော့ခုနအီဆွဲပူပါတယ်အီကိုပြန်ပြပေးမယ်ပေါ့เนาะအီကိုဆွဲခဲ့ပါတယ်ဒီမှာအီရဲ့ဒီဘက်ကတစ်ချက်လေးကိုယူပါမယ်အီရဲ့တစ်ချက်ကိုယူပါမယ်တစ်ချက်2ချက်3ချက်โอเคဒါကတော့ခဲပဲဖြစ်ပါတယ်ခဲဆွဲချက်ကတော့3ချက်ရှိပါတယ်တစ်ချက်2ချက်3ချက်ကဲတစ်ချက်ပြန်ဆွဲပြမယ်နော်တစ်ချက်2ချက်3ချက်တစ်ချက်2ချက်3ချက်ဒါခဲပါဒါဟီရာဂနာဖြစ်ပြီးတော့ဒါရိုမာကြီးဖြစ်ပါတယ်ကဲဆိုခဲပြီးသွားပြီပေါ့နော်ခုစစစ်တင်မိလိုက်တာဒီခဲပါနောက်ဆုံးတစ်လုံးခိုပါခိုတင်မိပါမယ်ဒီခိုပေါ့နော်ဒီခိုတင်မိပါမယ်ခိုပေါ့နော်ခိုကတော့ဒီမှာပေါ့နော်အပေါ်ကနေပြီးတော့ဒီလိုတတိတစ်ချက်ဆွဲပါမယ်တစ်ချက်ပြီးအောက်ကနေဒီလိုပြုံဝိုင်းလိုက်နှစ်ချက်ဒါခိုပါဆွဲချက်ကတော့
ဆွဲချက်က2ချက်ပဲရှိပါတယ်အဲ့တော့တစ်ချက်2ချက်လွယ်ပါတယ်ခိုးอ่ะတစ်ချက်2ချက်တစ်ချက်2ချက်အဲ့ဒါခိုးပါဒါကတော့ဟီရာဂနာဖြစ်ပြီးတော့ဒါကတော့ခတာခနာဖြစ်ပါsorry ပါဒါကတော့ရိုမာကြီးဖြစ်ပါတယ်ဒါဟီရာဂနာဒါကရိုမာကြီးကဲဆိုတော့အခု10လုံးလေးကတော့သင်ပြီးသွားပြီပေါ့နော်ဒီ10လုံးကတော့ဒီနေ့ကတော့ဒီလောက်ပါပဲ